ချစ်ခံရဖို့ထက်အလေးစားခံရမှုကပိုကြီးကြီးပဲဗျအလေးစားခံရတယ်ဆိုတော့ဘယ်လိုမျိုးလဲဥပမာဗျလူတစ်ယောက်ကိုကျွန်တော်တို့ကသဘောကျလို့ချစ်ကြိုက်မိလို့ရင်ဖွင့်စကား都ပြောတယ်ရီးစားစကား都ပြောတယ်တစ်ဖက်လူကကိုယ့်ကိုမကြိုက်ဘူးဆိုလို့ရှိရင်မကြိုက်တဲ့ကြောင့်သူပြင်ညင်းတဲ့အခါလေးစားခံရတယ်လို့ခေါ်တာနော်ဘာဖြစ်လို့ကျွန်တော်အဲ့လိုပြောလဲဆိုတော့ခါတလေအငင်းခံရတာကဝမ်းသာစရာကောင်းတယ်ဗျသူမချစ်ဘူးလို့အစိုးရကလေးကတိလိုက်ရတာလေသူအစကလေးကမချစ်ခဲ့ဘူးလို့နောက်မှတိလိုက်ရတာထက်စားလို့ရှိရင်စောကလေးကသူမချစ်ဘူးဆိုတော့ရှင်လေးပြပြပါတိလိုက်တာကကိုယ့်အတွက်အများကြီးကောင်းတယ်အဲ့ဒါတစ်ဖက်လူကကိုယ်ညင်းလိုက်ခါတစ်ဖက်လူကကိုယ့်ရဲ့အချစ်ကို respect လေးစားမှုထားလို့ပဲအဲ့ဒါကစားဖို့ play ဖို့မရည်ရွယ်ဘူးကျွန်တော်ချစ်နိုင်ဘူးဆိုတော့တို့ကပုပ်ပွင့်လိမ့်မယ်ပြောတယ်ဆိုတော့အဲ့လို clear ဖြစ်တဲ့ဟာကကျွန်တော်တို့ရဲ့နှလုံးသားကိုတို့က respect ထားတာခါလေကျွန်တော်ကအချစ်ခံရဖို့ပဲမဲနေတဲ့အချိန်မှာတကယ်တော့အငြင်းခံရတဲ့အခါအဲ့ဒါကတစ်ဖက်လူကကိုယ် respect ထားတယ်ဆိုတာကွာအဲ့လိုမြင်ရတယ်တကယ်တော့ तू ကမချစ်ပဲနဲ့ तू အချစ်ခံရတာကြိုက်တယ်တချို့လူတွေဆိုရှိတယ်တစ်ဖက်လူကိုတော့မကြိုက်ဘူးမချစ်ဘူးဒါပေမဲ့တစ်ဖက်လူကိုချစ်တာတော့ကိုသဘောကျတယ်အချစ်ခံရတာကြိုက်တယ်ကျူးရှိဆွဲထားတယ်အဲ့တော့မျိုးလင်းချက်အမားလေးပေးတယ်အဲ့ဒါကမှကျွန်တော်တို့ကိုမလေးမစားဆက်ဆံတာလို့ခေါ်တာတစ်ဖက်ကနေပြကြည့်မယ်ဆိုလို့ရှိရင် तू ကကျွန်တော်တို့ကိုတစ်ချိန်လုံးတစ်လျှောက်လုံးကျွန်တော်ရဲ့နှလုံးသားကိုလုံးဝ respect မထားခဲ့ဘူးတယောက်မချစ်ပဲနဲ့လူတယောက်ဟန်ဆောင်ချစ်တယ်အချစ်ခံရတဲ့ကြိုက်လူတယောက်ကျူးရှိဆွဲရတယ်ဆိုတာလေတော်တော် toxic ဆန်တယ်အဲ့ဒီဟာကတော်တော်လေးကိုအစိတ်ရှိတယ် relationship တခုမှအဲ့ဒါကအရင် toxic ဆန်တယ်တစ်ဖက်သားကိုစိတ်ခံစားချက်မရှိဘဲနဲ့တစ်ဖက်သားကိုယ့်ပေါ်စိတ်ခံစားချက်ရော့လာမှာဆိုလို့ကျိုးရှိဆွဲထားတာမျိုးချင်းအမှားနဲ့ပေးတာဟန်ဆောင်လို့ချစ်တယ်အဲ့လိုမျိုးဟာလေအရန်ကိုအောက်တန်းကြတယ်သူတို့ရဲ့လောက်ရက်တွေကတစ်ဖက်သားရဲ့နှလုံးသားကို respect မထားရရောက်တယ်ဟုတ်ခါတလေအငင်းခံရတာကနှံ့စရာရန်ကောင်းတယ်သာတိရတယ်စောစီတိရတယ် move on နိုင်ဖို့ခက်ခဲလို့ဖြစ်တယ်အငင်းခံရတာကအမြဲတမ်း negative ဖြစ်နေတာမဟုတ်ဘူးအဲ့ဒါလည်း positive တခုပြဲလို့ကျွန်တော်က message ပေးချင်တယ်